ကိုလေးပြည့်ရလို့မင်္ဂလာပါဒီနေ့မှာကိုလေးပြပြခြင်းတဲ့သတင်းကြောင်းအားလေးကဒါပြီးခဲ့တဲ့ရက်ကလည်းဒါအင်းတော်နဲ့ပတ်သက်ပြီးအောင်ယူသတင်းနဲ့မလို့ဒါကြံခဲ့တဲ့သတင်းလေးတစ်ခုပေါ့အဲ့ဒီမှာလေ KNU KNL PDF တွေအတော်များကြဆုံးမှုရှိတယ်၎င်းတို့ပါဝင်ကျန်တဲ့ဆက်ဆက်တွေကြဆုံးတာတွေရှိတယ်နော်အဲ့ဒါဘာသတင်းလေးလဲဆိုတော့ဒါ AV လ29ရက်နေ့ဒါညနေ4 နာရီဝန်းကျင်မှာဖျားသုံးစုမြို့ဒီမှာရှိတဲ့ဒါမကတာခဲတတုတွင်ပေါ့နော်ဒါတတုခဲတွင်ကိုဒါတက်မလို့ဝိုင်းတွင်းနဲ့၅ချိန်ပုံကျတဲ့ဆိုတဲ့ကိစ္စအဲ့ဒီမှာလေ KNU KNL PDF တွေကိုရင်းမြေပြင်သတင်းတွေရပါတော့ဖျားသုံးစုလို့ကြိုင်းစီဆိုတော့ကိုရင်းကောင်းကောင်းဖြတ်တန်းခဲ့ဦးတယ်အဲ့ဒီနေမြေဘက်ကနေဆက်စကန်အကုန်ရောက်ပြီကိုရင်းနော်9နှစ်ကျော်6နှစ်ဝန်းကျင်လောက်ကောင်းကောင်းဖြတ်တန်းခဲ့ဦးတယ်ပေါ့နော်အဲ့တော့ကောင်းကောင်းလည်းသိတယ်ဘယ်နေရာလို့ပြောလိုက်တာ ਨੇ ကောင်းကောင်းမျက်စိနဲ့မြင်တယ်အဲ့ဒါမကတာတထုတင်ခဲတွင်ကိုဒါတက်မလို့လေချောင်းပုံကျဲနေရမှာ KNU KNL PDF ပါဝင်နော်ဆက်ဆက်လူတွေတကောင်းလုံးနဲ့ဆက်ဆက်နေတဲ့လူတွေဒါသိဆုံးမှုတွေရှိတယ်ဒါမြေပြင်သတိချင်းမြေပြင်သတင်းတွေရဆိုရင်ဒါ KNU KNL PDF တွေဒါခမန်း20ဝန်းကျင်တော့သိဆုံးတယ်လို့ကြားသိရှိရတယ်ပေါ့နော်အဲ့တော့ကောင်းပြီအဲ့ကိုရင်းတစ်တော့မှပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်မြန်မာနိုင်ငံသားတွေမရောက်ဘူးလေကဘာတစ်ဖက်ကျန်တော့ရှိတယ်အဲ့တော့ချုပ်မြန်မာနိုင်ငံသားတော်တော်များပြောကြတယ်ငါတို့နိုင်ငံကြီးကတင်ရဇာတ်တအားပေါ်ကျေသွားတယ်ဒါပေမဲ့ဘာလို့မချမ်းသာလဲဘာလို့မဖြစ်တာလဲဟုတ်ပြီတင်ရဇာတ်ပေါ်ကျေသွားတယ်အဲ့တင်ရနိုင်ငံတင်ရဇာတ်ကိုနိုင်ငံတော့ဘယ်လိုထုတ်ယူလဲနော်ပြီးသွားတဲ့ခါကျရင်တိုင်းရင်းသားတွေကောင်းစားပါဆိုကောင်းစားဖို့လို့ပြောတယ်လက်နက်ကင်ဖွဲ့စည်းတွေရောဘယ်လိုထုတ်ယူနေကြလဲအဲ့တော့ကိုရင်းပြအောင်ပြောတယ်မြန်မာနိုင်ငံသားတွေမရောက်ဘူးလေကဘာတစ်ဖက်ကျန်တော့သက်ရှိတယ်တိပုတ်ကစားအထက်သားထုတ်တာတိပုတ်ကအထက်သားထုတ်တာနိုင်ငံရဲ့တရားစရာကိုတူးပေါ်နေကြတာနော်ဟာနန်းတော်ကြီးတင်မြောက်အဲ့တော့ကိုကြီးဒါရှင်းမှလည်းပြောခဲ့ပြီဖျားသုံးစုမှာဒါဟိုးပဲအစုံလုံးထိုင်းနိုင်ငံနေတဲ့အဲ့ဒီခဲတတူတွေကနေကြည့်လိုက်ပြီးထိုင်းစကန်ကိုမြင်နေရဒါတနင်္ဂနွေနေ့ဆိုတော့လေရင်စင်းနေအဲ့တတူတွေတော့နေလိုက်မို့နန်းတော်ကြီးလိုပဲဒါဂျိုလူဝမ်ဖိုင်နေဂျိုလူဝမ်ဖိုင်နေတော့အဲ့တော့မြန်မာနိုင်ငံထဲကိုဝင်လာကြတဲ့တရုတ်နိုင်ငံသားရှိတယ်အဲ့ဒီမှာတရားဝင်လာပြီးတော့နော်နိုင်ငံနဲ့အကျိုးစီးပွားလို့ဒါနိုင်ငံနဲ့နိုင်ငံသားတွေခံစားရတယ်အဲ့တော့မှောင်ခိုလမ်းကြောင်းတွေကဝင်ပြီးတော့နိုင်ငံရဲ့တရားစားတွေတူးပေါ်နေကြတာပြီးမူစီးပွားလုပ်ငန်းတွေပြီးတရားမဝင်လောင်းစားတွေငွေကြေးလိမ်လည်တဲ့ခိုင်းနေရစားအဲတိုင်းသားတွေကောင်းစားဖို့ပါလို့ပြောတယ်လက်နက်ကင်ကြည့်ဒါအဖွဲ့အစည်းတွေနေနေမှာပဲအဲ့ဒီလက်နက်ကင်အဖွဲ့အစည်းတွေမှာနေနေမှာနိုင်ငံရဲ့တရားစားကိုဘယ်လိုထုတ်ယူနေကြလဲနော်ကိုရီးတို့ကောင်းတိုးခဲ့ပြီးကောင်းကျင်နေခဲ့တယ်နေဆက်မှာကောင်းကျင်နေခဲ့တာဖြစ်တော့ဘယ်နေရာကြည့်အဲ့၎င်းတို့ဖော်ပြထားတဲ့သတင်းလေးကိုကိုရင်းနေဖတ်ပြ၎င်းတို့ကလည်းဖော်ပြထားတယ်ပေါ့နော်အဲ့တော့ကင်းပြည်နယ်ဖျားစုဒါမကတာဒါပထုခဲတွင်နေရာကိုစစ်တပ်ကလေကြောင်းပုံကျဲတိုက်ခဲ့တဲ့အတွက်တရားတရုတ်နိုင်ငံသားအပါအဝင်15ဦးခန့်ဒါထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေသတင်းကြီးသိရှိရပါတယ်တဲ့ဒါ AV လ29ရက်နေ့ညနေ4 နာရီတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲနဲ့ဒါမေကတာပထုတွင်တခြားကိုဒါစစ်ကောင်စီကဝိုင်တွဲလေရင်နဲ့9ချိန်တည်းမနဲ့ဘုံကျဲတိုက်ခိုက်တယ်ဖြစ်ပါတယ်ဒီတိုင်းဆိုရင်လိုက်ကျဲတယ်ဒီတိုင်းကိုလိုက်ကျဲနေကြရတယ်အဲ့ဒီဒါမိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့လုပ်သားတွေရောတရုတ်နိုင်ငံသားတွေရောအကုန်လုံးထိရတယ်။သိဆုံးကြတယ်ပေါ့သူတို့ဘက်ကရေးသားပေါ်ပြတာတယ်။နော်အဲ့တော့ကိုရင်းရဲ့တစ်တူတိတ်ရ channel မှာလည်းကိုရင်းတင်ထားတဲ့အစာလေးကိုဘာရေးပြီးတင်ထားလဲဆိုသိလိုက်လို့တင်ထားတယ်။ဘာလို့ကိုရင်းရလို့ပြောရလဲ။ဟုတ်နော်အဲ့တော့ကိုရင်းရှင်းမပြောတာပြီမြန်မာနိုင်ငံထဲကိုတရားဝင်လာတဲ့နော်တရားဝင်နိုင်ငံနော်လမ်းကြောင်းတွေဝင်လာပြီးတော့အကျိုးလူစီးပွားလှုပ်လှုပ်ဆောင်နေတဲ့တရုတ်နိုင်ငံအများကြီးရှိတယ်နော်အဲ့မှောင်ဝလန်းချောင်းတွေကနေဝင်လာတယ်နော်လက်နက်ကိုင်ဒါအဖွဲ့အစည်းတွေနေမြေတွေမှောင်ဝလန်းချောင်းဝင်ပြီးတော့နော်မူရီစီဝါတွေဒီလောင်းကစားတွေငွေကြီးလေးနေတဲ့ဂိုင်းတွေကြားဖြတ်နေအစပြီးရင်အဲ့လိုမျိုးနော်ခဲတွင်ခနောက်စိမ့်တွင်နေတပုံကြီးကိုလေးဖျားသုံးသူကျိုင်းစိတ်ကြီးဆိုရှင်းရကောင်းဖြတ်တန်းခဲ့ဘူးလေအဲ့ဘက်စကန်ကုန်အကုန်ရောက်ဘူးလေမရောက်ဘူးလေစကန်ကုန်တစ်ခုမှမရှိဘူးနော်အဲ့တော့အဲ့ဒီနိုင်ငံသားတွေကမြန်မာနိုင်ငံတွေကိုတရားဝင်လာတာမဟုတ်ဘူးဟောစီးရတဲ့လာပါရဲ့အဲ့ဒီတူတွင်ရောနိုင်ငံတော်ကနေပြီးတော့တရားဝင်အကျိုးစီးပွားလုပ်ပြီးတူးပေါ်တဲ့တွင်လားမဟုတ်ဘူး၎င်းတို့ကိုကျိုးစီးပွားတဲ့အဲ့ဒါနောက်တစ်ခုပြောရရှိတယ်အဲ့ကိုလေးကျန်းစစ်ကြီးမှာတောင်းဝင်ကြတဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ခီးစဉ်လာပါတယ်အဲ့ဒါလာတဲ့အချိန်မှာကျန်းစစ်ကြီးဒါခလာရ32မှာဒါ MSM ဆင်းတယ်ခလာ32မှာဆင်းတယ်ပြီးရင်ကျန်းစစ်ကြီးမျိုးရဲ့နော်
ပြီးဇမီးမြစ်ဆိုတာဇမီးမြစ်နော်ဇမီးခမ်းမှာတော့ရှိတယ်နော်ဇမီးခမ်းမှာဘယ်နေရာလောက်မှရှိတယ်ဆိုရင်ဒါကျန်းစစ်ကြီးအထက်ကကြောင်းပေါ့ဝါထွက်ပင်ရဲစခန်းနဲ့ဆောင်လို့ပါနော်ထွေးဝင်နေဆိုလမ်းမချတယ်အဲ့ဒီမှာဇမီးခမ်းမှာရှိတယ်အဲ့ဒီဇမီးခမ်းမှာအဲ့ဒီဒေသမှာရှိတဲ့ပြည်လူနဲ့တွေ့ဆုံပါတယ်တွေ့ဆုံတဲ့အချိန်မှာအဲ့ဒီဒေသကပြည်လူတွေကတောင်းဆိုကြတယ်နော်တောင်းဆိုကြတယ်သူတို့ဖြစ်ကျင်တာလေသူတို့မျိုးမှာဖြစ်ကျင်တာတောင်းဆိုကြတယ်အဲ့တော့တောင်းဆိုတဲ့အချိန်မှာနိုင်ငံတော်နိုင်ငံဘက်ကိုဒေါ်လာဆန်းစုကြည်ကဘာခေါ်လိုက်လဲဆိုတော့ဗန်နိုင်ဝန်ကြီးကိုနားခေါ်လိုက်ဒါကိုလည်းတော့အဖွဲ့အစည်းဆိုတော့သိတယ်အဲ့တော့ဗန်နိုင်ဝန်ကြီးကိုနားခေါ်ပြီးတော့နည်းနည်းစကားပြောလိုက်ဗန်နိုင်ဝန်ကြီးကပြောပြီးတော့မိုင်လေးကိုင်တော့ပြောတယ်အဲ့တော့တောင်းဆိုတာတွေများတယ်ဒီနေရအောင်နော်နိုင်ငံတော်ခေါ်သိမ့်မရဘူးပေါ့နော်တောင်းဆိုမှုတွေများတယ်ဖြစ်နိုင်တာကိုလုပ်ပေးမယ်အဲ့တော့ကိုရင်းကသဘောကျလို့ပြုံးပြီးတော့အဲ့ဒီနေမြေမှာဖះသုံးကျိုင်းစိတ်ကြီးမှာခဏအောင်စိတ်ကဲတယ်ရှိပါတယ်ဖះသုံးစုမှာဆိုရင်ဒါမြို့မျက်နှာပေါ်လို့ပြောလို့ရတာဆိုရင်ဒါခဲလို့ခဏအောင်စိတ်လို့လုပ်တယ်ကိုခင်စော်တို့ပါလို့ရှိတယ်ဒါဖះသုံးsorry ဖះသုံးကျိုင်းစိတ်ကြီးမှာနော်ကျိုင်းစိတ်ကြီးမှာဆိုဒါရွှေဆိုင်ပါလေသက်ဖွင့်လာတယ်မြို့မျက်နှာပေါ်လို့ပြောလို့ရတယ်ဒါခင်စော်ဆိုမသိရလို့မရှိဘူးအဲ့တော့အော်နိုင်ငံတော်နဲ့တရားဝင်တူဖို့ပြီးတော့เนาะအဲ့တက်တူတွင်မှာနော်ဖောက်ခွဲရန်နေရစစနစ်ကျသက်ဆိုင်ရာအဖွဲ့အစည်းနဲ့တင်စေတဲ့တွင်းဆိုလို့တရွေးမရှိတယ်တရွေးမရှိဒါပေမဲ့အဲ့ဒီတမှာနော်ရွှေလင်းတွေခဏစိန်းတွေခဲလင်းတွေပြုပြင်ရပဲတရားဝင်နိုင်ငံတော်နဲ့တရားဝင်အခုံပေးပြီးတော့တူဖို့တဲ့နော်ဖောက်ခွဲမဲ့ရန်နေရစတရားဝင်သက်ဆိုင်ရာအဖွဲ့အစည်းအပ်ပြီးမှဖောက်ခွဲမှလည်းထုတ်ယူတဲ့ကံမလီကတစ်ခုပဲရှိတယ်အဲ့လက်နဲ့ကင်အဖွဲ့အစည်းတွေနဲ့တူပေါ်နေကြသွားကြည့်မြေလံနေကြတာအဲ့ဒါဝင်မြေမြန်မာနိုင်ငံမှာရောက်လို့ကဘာလို့ချမ်းရှိတယ်တစ်ပုတ်ကစားတစ်အစုံအဲ့ဖះသုံးစုဆိုတာမုံနဲ့ကင်ခဏခဏစစ်ပြတယ်နေနောက်ခဏခဏတိုက်ပွဲဖြစ်နေတယ်မုံနဲ့ကင်ခဏတိုက်ပွဲဖြစ်တယ်ဘာကြောင့်တိုက်ပွဲဖြစ်လဲတစ်ကွင်းလူလားနော်မုံနဲ့ကင်ဆက်ဖះလုံးစုတစ်ကွင်းလူခဏတိုက်ပွဲဖြစ်တယ်အဲ့ဖြစ်နေကြုံခဲ့ဘူးလေကိုယ်တိုင်လည်းကြုံခဲ့ဘူးလေဒါအဲ့ဒါလေးတော့ပြီးမှခွင့်ပြပါခဏတိုက်ပွဲဖြစ်တဲ့နေရာပေါ့နိုင်ငံရဲ့တရားစရာကိုလူတာနော်လူရင်တော့တိုက်ပွဲဖြစ်တာဒါဖျားသုံးစုပဲလူစီကောင်းကောင်းသိမေးကြည့်လိုက်ဖျားသုံးဆိုမွန်နဲ့ကင်အဆက်ပါအဲ့တော့နိုင်ငံရဲ့တရားစရာကိုနော်တိုင်းသားကြီးကောင်းစားဖို့ပါဆိုပြီးတော့အဲတိုင်းသားကြီးဒေသမှာရှိတဲ့နိုင်ငံတော်ကတိစောက်ရဲ့လန်ဒရာကြီးကစားဖောက်ခွဲပြစီတာအဲလက်ပြအေစီဝါနော်လက်ဆက်အေစီဝါမိုင်းခွဲခဲ့တဲ့ချောင်းတော့ကတရာနော်ကျန်းစီကြီးကိုဘယ်လိုသွားရလဲအရင်တော့ဆိုတာဖျားစုပေါက်တိုင်ဒါဇက်တွေနဲ့တက်ရတာသင်းမောနဲ့သွားတာဟုတ်ပြီနော်အဲ့တော့တိုင်းတိုင်းဒေသမှာနိုင်ငံတော်ဆောက်လုပ်ပြီးလန်ဒရာကြီးဖောက်ခွဲပြစီတယ်အဲ့အေစီဝါလည်း2ဝါရှိတယ်အဲ့ဒီဒေသမှာအေစီဝါ1ဝါရှိတယ်အဲ့အေစီဝါလို့ရေးပြီးဆိုရင်ရေးသားဖော်ပြပြီးဆိုရင်ဘယ်အေစီဝါလဲနောက်မှာခွင်းသားခွင်းထည့်ရလက်ပြက်လို့ထည့်ရအဲ့နေနေရတာ KNU ဒူပလက်ခိုင် KNU သတ်မှတ်ထားတဲ့ခိုင်တွေကဒါ KNU ဒူပလက်ခိုင်အဲ့ရင်း16ရင်း18နေနေလို့ပြောလို့ရတယ်နော်ရင်း16ရင်း18နေနေအဲ့တော့အဲ့ဒီရင်း16မှာအေစီဝါ1ဝါရှိတယ်နော်အဲ့တိုင်းတိုင်းကောင်းစားဖို့ဆိုတိုင်းတိုင်းဒေသတွေမှာတယံစရာတွေတူးပေါ်နေကြတယ်အဲ့တိုင်းတိုင်းတော့ဝလုံးနဲ့ထိုးပြီးခဲ့တဲ့ဓာတ်စင်းမရှိဘူးနော်ဟုတ်ပြီလားမေးသွားကြည့်မယုံကိုယ်တိုင်နေစက်တွေသွားကြည့်မမျိုးလို့တူပေါ်နေကြတာဟာအမျိုးမျိုးနိုင်ငံရဲ့တရားပေါ်ကျော်ရတယ်နိုင်ငံတော်ကဘာရလဲဟုတ်နော်အဲ့ဒီနေမှာရွှေရင်းခနောက်စိမ်းတွေဘလူးပြန်နေတာပဲဘလူးပြန်နေတာပဲဒါနဲ့အဲ့တော့နိုင်ငံတော်တိုင်းပြည်ကတို့ပုဂ္ဂိုလ်တော်အောင်စုကြည်ကအဲ့လိုပြောရတာကိုယ်ရဲ့သဘောကျတော့ကောင်းချင်းပြီဘောကျတော့ကောင်းချင်းပြီဟာနိုင်ငံတရားတော့တူပေါ်နေကြတာမျိုးစုတစ်ပုတ်ကစားဟိုထထုတ်တယ်နော်အဲ့တော့ဝင်မရှိတဲ့နေရာပြောမယ်ဆိုရင်တောင်းရင်းမြို့ဆိုတာကြည့်လိုက်တောင်းရင်းမြို့ရောက်ဖို့လူတွေတောင်းရင်းမြို့မှာစလိတ်စီးဖို့လူတွေဆိုကောင်းသေးတယ်ထိုင်းမချောင်ကြည့်လိုက်တစ်ခုတ်လို့မရဘူးခုတ်လိုက်တန်းပြစ်ပါပြန်တန်းပြစ်တာတရားဥပဒေကပြစ်မြန်မာဘက်ချောင်ကြည့်လိုက်နော်ဝါပဲရှိတော့ဒါပေမဲ့ဘာလို့ဝါပဲရှိတော့လဲဒီကောင်တွေကြည့်လိုက်ဒီကောင်တွေမှာစကန်ကုန်းမှာနေတယ်ဆိုတာမရှိဘူးနော်လက်နက်ကိုင်အဖွဲ့အစည်းတွေကစကန်ကုန်းမှာနေတော့မရှိဘူးဒီကောင်တွေစကန်ရှိနေအောင်မှာအဲ့ဒီစကန်ပြီးတော့တစ်ကွင်းရှိတယ်တစ်ကွင်းရှိတယ်နော်ဟာဒီကောင်မှာစင်ကောင်းရှိတယ်တိဆွဲတဲ့ကားတွေ
နော်လမ်းကျန်းသုံးတဲ့ကားတွေအစားမျိုးစုံရှိတယ်တစ်လုံးကြီးဟာကိုယ်တိုင်လည်းအဲ့ဒီကားတွေဖန်ဆီးခဲ့ဘူးလေမျိုးစုံမျိုးထိုးတာအဲ့ဒါနောက်တစ်ခုတိုင်းသားတွေသားတွေကမတိုးတက်ဘူးမဖွံ့ဖြိုးတဲ့တိုင်းသားတွေနေကြတယ်ကောင်းပြီဒါကိုလည်းလည်းပြောခဲ့တယ်အဲ့တိုင်းသားဒေသတစ်ခုနော်နေရာဒေသတစ်ခုနိုင်ငံတစ်ခုနေရာဒေသတစ်ခုဖွံ့ဖြိုးတဲ့လို့ဆိုရင်ပထမဆုံးလုပ်ရတာလမ်းဆောက်တာပေါ့နော်အဲ့ဒါရေချောင်းကတော့နိုင်ငံကဒါကုန်တယ်မှုလေချောင်းတော့နိုင်ငံကခီးသွားအဲ့တော့ကုန်းချောင်းကတော့ဒါနိုင်ငံတွင်းနဲ့ဒါဒေသတွင်းထိစပ်နေတဲ့နိုင်ငံတွေအဲ့နိုင်ငံနေမြေတစ်ခုဖွံ့ဖြိုးလို့ဆိုဒီနောက်ပထမဆုံးကလမ်းဆောက်တာပေါ့အဲ့ဒီလမ်းဆောက်တာပေါ့ကိုလုပ်လို့ရတယ်မကြီးမရဘူး၎င်းတို့ကအမြဲဆိုရင်အဲ့ဒီဒေတာဖွံ့ဖြိုးတော့ကဥဒုကိုသွားလာလွယ်ကူဝိုင်း၎င်းတို့လုံုံတော့ဘူး၎င်းတို့ဖွဲ့စည်းလုံုံမှုမရှိတော့ဘူးအင်မတန်ဆိုရင်ဟုတ်ပြီအဲ့လမ်းဆောက်ဓာဖောက်နေလူရစဒါတက်ဖြတ်ခဲ့လို့လေနေရာများတော့ကိုတွေပြီးရင်ကိုရိုင်းလည်းအဲ့လမ်းလောက်သားတွေသွားခေါ်ချခဲ့ရတယ်လမ်းမှာတိုက်ပွဲတွေဖြစ်ကိုရိုင်းဂျုံမျိုးခဲ့ရတယ်မေးကြည့်လုံလားအရက်ဘက်ကုမ္ပဏီတွေမေးကြည့်ရောအဲ့လိုလက်နက်ကိုင်ကြီးစိုးတဲ့ဒေသတွေမှာလမ်းဆောက်ဓာဖောက်ရလားမေးကြည့်မဖောက်ရဘူးကောင်းထားလိုက်တယ်အဲ့တော့ဒီအဝေးပြေးလမ်းမတွေမှာပြေးနေကြတယ်တချို့ရင်လမ်းတွေဆိုလဲပေးရတယ်လမ်းကြီးဒါနောက်ွယ်အကြောင်းလေးရရဲ့နော်ပြောပြတာအဲ့ဒီတောင်ရှိတဲ့တရားစရအဲ့ဒီဒေသရှိတဲ့အတီးပွင့်ကောင်းကောင်းခံစားတယ်ဒါပေမဲ့အဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဇောင်းလုံးမိသားစုတွေမြန်မာနိုင်ငံတော့မနေဘူးနိုင်ငံသားတွေမှာကြည့်လိုက်ဟုတ်ပြီလားအဲ့တော့ထို့မြန်မာနိုင်ငံသားတွေတော်တော်များများပြောကြတယ်ဟုတ်လားတက်မတော်ခေါင်းဆောင်တွေဘလို့ချမ်းသာတယ်ဘလို့ပဲဖြစ်တယ်တက်မတော်ခေါင်းဆောင်တွေချမ်းသာတယ်ဆိုတော့အဲ့လက်နက်ကိုင်အဖွဲ့အစည်းကခေါင်းဆောင်တွေရည်တာဟုတ်ဟုတ်ပြီနော်ရောက်လေရနေရမှာ fraud လို့ပြောဘက်ကိုလို့ကျေးတာအနေဆိုတရားတယ်နော်တရားတယ်ဆိုတရားတယ်အနေဆိုတရားတယ်စိတ်ပိုင်ထောင်လန်ကျေးတယ်နော်ကင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းရောက်လေရနေမှာဘက်ကျေးတာမကျေးဘူးဆိုတာမေးကြည့်လိုက်နော်ရောက်လေရနေမှာ fraud လို့ကျေးတာဘယ်လိုဖျားတိတွေမှတခုသွားခဲ့တော့မှအဲ့လိုဘက်ကိုရောနဲ့ကျေးတာမကောက်ပါဘူးဆိုပြီးတော့နော်ကိုနဲ့ခင်နဲ့ဒါချုပ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့သွားပြီးတော့ကိုကတော့ခြာလူကြီးနဲ့ပြီးနေပါတော့တွားပြီးတော့စလူကြီးသာစားရင်တော့ကိုရှိလာကြအဲ့လောက်ထိကိုကျေးတာနော်ရောက်လေရနေပါအဲ့လောက်ထိချမ်းသာအဲ့ဒါချမ်းသာမှုတွေကြီးလိုက်နော်လက်နက်ကိုင်ဒါတိုင်းတိုင်းကောင်းစားဖို့ပါဆိုရဲလက်နက်ကိုင်ဖွဲ့စည်းချမ်းသာမှုတွေတော့ကြီးလိုက်ထုံနှံကြီးလိုက်နော်သူတို့ကငွေဆိုတာသူတို့ကအပေါ်ဆုံးပဲဘာလို့ကနန်းလုံးတွေကနိုင်ငံတရားစရာကိုနှိုက်နေကြတာနော်အဲ့တော့တရုတ်နိုင်ငံသားတွေပါတည်ဆုံးနေဆိုအဲ့ဒီနိုင်ငံတေကိုရင်းဟိုတိတ်တော့ channel မှာပြောနေတာတည်လိုက်လို့ရေးနေတာအဲ့ဟုတ်လားအဲ့တော့ဥမာမျက်စိကဘယ်လက်နဲ့ငါဖွဲ့စီလို့မျိုးနော်ဥမာမိုးကိုလိုပါလို့ဆိုမိုးကဒေသခံပြည်သူလူဆိုကျေးဇူးများတင်ပါတယ်တဲ့နော်သမီးတို့ကောက်ကွင်းကြီးကိုလားရေထောက်အောင်လုပ်ပေးခဲ့လို့ PDF တွေကြည့်လိုက်ငကားတို့ဘာလို့သူတို့ရှင်းပြန်ပြီးတော့နော်ဟိုရှင်းရတယ်ဆိုတဲ့အကြောင်းလေးရတယ်အဲ့ဒါတွေပါတယ်လောင်းတော့ကတ္တမနေနေရောတစ်လို့တဲ့လုပ်ငန်းရှင်တရားကိုပြောဘူးလေညီလေးတဲ့ကိုလို့ဆိုကွာတစ်လို့လုပ်ငန်းလုပ်တယ်တရားဝင်လုပ်တာတော့နော်မောင်ကိုလို့တရားဝင်လုပ်တာအလောင်းတော့ကတ္တမနေဒါဖျားဖို့ရောက်ဘူးမဟုတ်ကျွန်းကြီးနေလိုက်မျက်လုံးနဲ့တော့စိတ်မကြည့်ဘူးလေစိတ်ကူးနဲ့တော့မပြင်သွားခဲ့ဘူးကွာတော့ကြည့်လိုက်မရှိတော့ဘူးအဲ့တော့နောက်တစ်ချိန်အေးချမ်းခဲ့လို့လောင်းတော့ကတ္တမကိုသွားခဲ့ရင်ကြံကြီးနော်အဲ့ဒါညာဒီတာညာဒူဘိုင်းတို့ဘာလို့နိုင်ငံရဲ့တရားစတော့ထုတ်ပြကြတယ်အဲ့နိုင်ငံတော်တရားဝင်ထုတ်ပြန်လာပြီသားတရားဝင်လက်ကမ်းစာဆောင်နဲ့ဝေထားပြီသားနော်နောက်ဆုံးကဝါရပြည့်နေတော့လက်ကမ်းစာဆောင်နဲ့ဝေထားပြီသားအတီးပေးပြီးတော့တရားဝင်ထုတ်ပြန်လာပြီသားအဲ့ခါကျရင်တော့អော်လို့မရတရားမဝင်ဘောင်းမဝင်တရားဝင်အတီးပေးထားပြီသားအဲ့ဒါကိုကျူးလို့ရင်ပိုးပလန်မျိုးမီးတို့သိလားသိပြီလေစီပဲမုန်းလို့ပဲရဘာမှလုပ်လို့မရအဲ့ဒါကြောင့်လည်းဘာမှလုပ်လို့မရစစ်တပ်ကိုအဲ့တော့နိုင်ငံတော်ထုတ်ပြန်လာတယ်ဒါရီပေါ်ရီရောက်ဒါမျိုးမရောက်လေတို့မျိုးရှိတရားစရအားလုံးကြီးမွေးမှရှိနိုင်ငံတော်ဖြစ်တည်လို့ပြန်လာတယ်မြန်မာနိုင်ငံမှာလုံရောက်နေပြီဆိုတာမရှိဘူးမြန်မာနိုင်ငံပြည်တော်သမ္မတအားလုံးမြေအားလုံးပြည်တော်သမ္မတမြန်မာနိုင်ငံမြေအားလုံးမွေးမှရှိနိုင်ငံတော်ဖြစ်တည်ပြန်လာတယ်ဟုတ်ပြီအဲ့ဒီလိုတရားစရဒါလက်နက်ကိုင်ဟိုကျမသမားတွေဒီတရားစရနိုင်ငံတရားစရကိုတူးပေါ်နေတဲ့လုပ်ငန်းတွေမှာတွားရုံမလုပ်ကန်ဘူးနော်စားဖို့နေလို့တော့တွားရုံမလုပ်ကန်ကြဘူးအဲ့လိုတွားလုပ်ကန်ပြီးတော့ပေါင်ပတ်တဲ့လူအားလုံးထိရောက်ဆိုဘယ်လိုရေးယူမလဲဆိုတော့နိုင်ငံတော်တရားဝင်ထုတ်ပြန်ထားတယ်
ကိုရင်းပြောတာမဟုတ်ဘူးလားပြောလေ့လာကြည့်အဲ့ဒါပုံကြည့်လိုက်ကြည့်သိဟုတ်နော်အဲ့ပြောနေတဲ့စကားကတော့တခုနဲ့ပဲအဲ့တော့ KNU KNL PDF တွေအနေနဲ့ပြောချင်တာမင်းတို့ရေးသားဖော်ပြထားတဲ့အကြောင်းအရာတွေကမင်းတို့ပါဝင်နော်တရုတ်နိုင်ငံသားတွေအဲ့နိုင်ငံသားတွေကတရားဝင်လာတာနော်အဲ့ပြောချင်တဲ့စကားလေးတစ်ခုရှိရမင်းတို့နော်ဒီလိုက်ဟုတ်ပြီနော်တဲ့ပဲအဲ့ကိုရီးယားစီဒါပြီးခဲ့တဲ့ရက်ကလည်းဒါအင်းတော်နဲ့ပတ်သက်ပြီးဒါပြောခဲ့တဲ့အကြောင်းတရားတွေနဲ့ဒါကြံခဲ့တာပေါ့နော်အဲ့တော့ခုရပိုင်းနေမှာကိုရီးယားတယ် channel မှာလည်းဒါတင်ပေးပါတယ်၎င်းတို့ဝေါ်လီကနေပြန်ဆွဲတဲ့အလောင်းတပုတ်တွေလမ်းမှာဆွဲတဲ့အလောင်းတပုတ်တွေ၎င်းတို့တင်လာတာရှိတယ်မြင်လို့မကောင်းနော်နေရာဒေသအသီးမှာကြံလိုက် PDF တွေနော်အဲ့မလ25ရက်နောက်ပိုင်းနဲ့ဒါ EB လအတွင်းမှာ KNL PDF တွေကြာဆုံးမှုပါကြာခွင့်လေးနော်အဲ့ဒါလေးတော့ပြောချင်ပါတယ်